ရှင်မတွေဆိုတာအိမ်မှုကိစ္စတွေနဲ့တိတ်ကိုအလုပ်များပါတယ် ခုတော့မိဖို့ကြောင့်လည်းဝင်လာအောင်မယ်ရှင်ဒီနေ့ကတော့မမေရမ်းကြိုက်တယ်ငါတစ်တာလေးချက်လိုက်မယ်မနေ့ကကဘာ shop website ကနေပြီးတော့ငါတစ်တာလေးဝယ်ထားလို့ပါရှင်အဲ့ဒါကြောင့်မို့ပြောတာဒီလို ready made အစားအစာတွေကညီမတို့လိုအလုပ်များတဲ့မိန်းကလေးတွေအတွက်အရမ်းအဆင်ပြေပါရဲ့ရှင်ဘာရှော့မီနီမားကတ်မှာကမြန်မာအစားအစာမျိုးစုံကိုတနေရာထဲမှာစုံစုံလင်လင်ရနိုင်တာမို့လို့ဈေးဝယ်ရတဲ့အခါမှာလည်းစိတ်ချမ်းသာမှုပြည့်ရစေပါရဲ့ရှင်ငွေချင်းတို့လည်းတောင်းဝယ်ကြည့်ကြပါအောင်နော်ကဘာရှော့မှာဈေးဝယ်ခြင်းနဲ့ဆိုရင်တော့ကဘာရှော့ website ကနေတစ်ဆင့်ဝယ်အားပေးလို့ရတယ်လို့ local ဆိုင်လေးဖြစ်တဲ့ Indiana State Indianapolis မြို့မှာ local mini market မှာလည်းကိုယ်တိုင်ကိုယ်ကျဝယ်အားပေးလို့ရပါတယ်ရှင်ငါတက်တာချက်လေးချက်ပြီးဆိုတော့တငယ်ချင်းတို့ကိုလည်းလာစားဖို့ဖိတ်ခေါ်ပါတယ်နော်ကဘာ shop ကနေမှာယူရတာလွယ်ကူပါတယ်ကဘာ shop.com ကို Google မှာရိုက်ထည့်ပြီးရှာလိုက်ပါပစ္စည်းမျိုးစားပေါင်းများစွာတွေကမိမိလိုချင်တာကိုလိုက်ရှာပါမိမိမှာယူခြင်းတဲ့ပစ္စည်းတွေကို add to cart လေးလုပ်ပြီး check out လေးကိုနှိပ်ပါဆက်သွယ်ရမယ် email ဖုန်းနံပါတ်နေရာလိပ်စာအချက်လက်လေးတွေကိုဖြည့်ပေးလိုက်ပြီးတော့မှာယူလို့ရပါပြီကဘာ shop မြန်မာအနှံ့မြန်မာအရာသာ